ဆိုထီလို့ချစ်သူနဲ့လမ်းခွဲပြက်ဆက်လိုက်ပြီဆိုတော့ဂျွန်နိုင်အောင်မင်္ဂလာပါပြိတ္တလေးတို့ရေဂျွန်နိုင်အောင်ကိုတော့ပြိတ္တတော်များကခေသနာဆိုရဲ့ချစ်သူကောင်းလေးဖြစ်သိခဲ့ကြတာပါဂျွန်နိုင်အောင်ကတရုတ်ဆောင်တရားဖြစ်ပေမဲ့အနုပညာလှူရှာမှုနဲ့တလို့သူ့ပါဝင်ရိုက်ကူးထားတဲ့စကားတွေကလည်းတိတ်မထွက်သေးတာမို့သူ့ရဲ့ဖြစ်တည်မှုကိုမသိကြတဲ့လူကပိုများပါတယ်ဂျွန်နိုင်အောင်ကတော့ခေသနာဆိုရဲ့ချစ်သူတွေဆိုပြီးပတ်ဝန်းကျင်မှာရောပြိတ္တတွေကြမှာနာမည်ထွက်ခဲ့ရကနေလူသိများတဲ့တရုတ်ဆောင်တရားလည်းဖြစ်ခဲ့ရပါဂျွန်နိုင်အောင်ကတော့ခေယနာဆိုးကြောင့်နာမည်ကြီးခဲ့တယ်လို့အခုဆိုရင်ခေယနာဆိုးကြောင့်ချစ်သူနဲ့ပါလမ်းခွဲပြဆဲလိုက်ပြီလည်းဖြစ်ပါတယ်ဂျွန်နိုင်အောင်ကတော့ခေယနာဆိုးနဲ့သတင်းတွေထွက်ရခြင်းမှာသူတို့နှစ်ယောက်နဲ့ပတ်သက်မှုကဘာမှမဟုတ်ပါဘူးရိုးရိုးတငယ်ချင်းမှဆိုပြီးဖြည့်ရှင်းခဲ့ပူပါတယ်ခေယနာဆိုးကလည်းလောကကြီးမှာယောက်ျားဆိုလို့ဂျွန်နိုင်အောင်တယောက်တည်းရှိမယ်ဆိုရင်တော့မကြိုက်ဘူးဆိုပြီးအပြတ်အသတ်ညင်းခဲ့တယ်လို့ဂျွန်နိုင်အောင်ကလည်းအဲ့လိုပါပဲခေယနာဆိုးကိုမိမတယောက်လိုမမြင်ဘူးဆိုပြီးနှစ်ယောက်သားကတော့အတိုင်မောက်ညီနဲ့ဖြေဆိုခဲ့ကြတာပါဂျွန်နိုင်အောင်ကတော့အဲ့လိုကောလာဟာလာတွေထွက်လာချိန်မှာသူ့ရဲ့ချစ်သူကောင်မလေးကိုမကောက်တက်လို့ပွဲထုတ်ပြခဲ့ပေမဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတော့ထင်သလောက်မကောင်းတဲ့ပုံစံမျိုးဖြစ်ခဲ့တဲ့အခြေအနေပါပဲဂျွန်နိုင်ကတော့တငယ်ချင်းလို့9နှစ်လောက်ခင်ခဲ့တဲ့ကောင်မလေးကိုချစ်သူတော်ထားတာလာပိုင်းလောက်တာရှိသေးပေမဲ့အနေထိုင်မတက်တဲ့သူ့ရဲ့ပုံစံကြောင့်ကောင်မလေးနဲ့အမြဲကြောက်ကစားဖြစ်နေတဲ့ပုံစံပါပဲတငယ်ချင်းလို9နှစ်လောက်ခင်မင်ခဲ့တဲ့ကောင်မလေးကိုတော့ချစ်သူတော်နိုင်တဲ့ဂျွန်နိုင်ကတော့ခေယနာဆိုးနဲ့လေတငယ်ချင်းမှာပဲဆိုပြီးအနေထိုင်မတက်ခဲ့တဲ့ပုံစံပါပဲ9နှစ်လောက်တငယ်ချင်းလုံနေပြီးသူ့ရဲ့စိတ်တွေအနေထိုင်တွေကိုသိတဲ့ကောင်မလေးကတော့မယိုးသားတဲ့ကောင်လေးရဲ့ပုံစံကိုရဲမိနေပုံပါပဲမယိုးသားတဲ့ဂျွန်နိုင်အောင်ရဲ့ခေယနာဆိုးရဲ့အနေထိုင်ကြောင့်လေးလလောက်တာတွဲရတဲ့ကောင်မလေးကခေသနာဆို့ဖုံးဆက်ပြီးပြဿနာရှာရတော့တဲ့အထိသူတို့နှစ်ယောက်ရဲ့အနေထိုင်ကဘယ်လိုဖြစ်နေလဲဆိုတာမသိပေမဲ့ဂျွန်နိုင်အောင်ကတော့ကြော်ကြီးနဲ့ကရိုးသားပါဆိုပြီးပြိတ္တတွေကိုဖြည့်ရှင်းလာခဲ့ပြီလည်းဖြစ်ပါတယ်ဂျွန်နိုင်အောင်ကတော့ခေသနာဆို့နဲ့ရိုးသားပါဆိုပြီးစိုးဖြူစင်ပြနေပေမဲ့သူတို့နှစ်ယောက်ရဲ့ပုံစံကတော့မရိုးသားတဲ့ဂျက်ဖရန့်လိုပါပဲနှစ်ယောက်သားကရိုးရိုးတငယ်ချင်းဆိုပြီးပြောနေပေမဲ့အမြဲတမ်းတပူပူတရရဲဖြစ်နေသလိုအနေထိုင်မတက်တာကြောင့်ကောင်မလေးကတဝင်းတိုခဲ့ရတာပါသူတို့နှစ်ယောက်ကအပြင်းတူတူသွားတတ်သလိုခေသနာဆိုကဂျွန်နာအောင်ရဲ့အိမ်ထိလိုက်လေတာတွေစားတော့ပျော်ပါတာတွေပါလှုပ်တတ်ပါသေးတယ်နှစ်ယောက်သားကတော့ရေရိုးတသားတငယ်ချင်းတွေပါဆိုပြီးပြောနေကြပေမဲ့ပရိသတ်တွေရောပတ်ဝန်းကျင်ရဲ့အမြင်မှာရောသူတို့နှစ်ယောက်ကိုချစ်သူတွေလို့မြင်နေကြလည်းဖြစ်ပါတယ်နှစ်ယောက်သားကယောက်ျားလိုခင်နဲ့ဘောသားတွေပါဆိုပြီးဂျုံနိုင်အောင်ပြောနေပေမဲ့ပရိသတ်တွေကတော့မယုံကြပါဘူးတချို့မသိရဲ့ပရိသတ်တွေကလည်းဂျုံနိုင်အောင်ကခေသနာဆိုရဲ့ယောက်ျားလားဆိုပြီးမသိပဲပြောကြတဲ့အထိကိုသူတို့နှစ်ယောက်ရဲ့ပုံစံကအနေထိုင်မတက်ခဲ့ရတော့သိကြပါပဲဂျွန်နိုင်အောင်ရဲ့ချစ်သူကောင်မလေးကတော့ရိုးရိုးတငယ်ချင်းလို့ဘာလို့9နှစ်လောက်နေခဲ့ဘူးတာမို့ဒီအောင်ကိုကြုံမြင်ပြီးသားမို့တဝင်းတူပြီးပြဿနာရှာခဲ့ရလည်းဖြစ်ပါတယ်ခေသနာဆိုကတော့မဟုတ်မမှန်တွေဆွဆွဲတဲ့ကောင်မလေးကိုတခြားလူသားဆိုရင်တော့ပါရလိုက်ပြီးဆိုပြီးအခြေတင်တွေစကားများကြတဲ့အထိကိုပြဿနာတွေကကြီးထွားခဲ့တာပါဂျွန်နိုင်အောင်ကတော့သုံးဝစ်ဆိုင်ရှုပ်ရေးပြဿနာတွေကြောင့်ပဲခေသနာဆိုကိုလက်မလွတ်နိုင်ပဲချစ်သူကောင်မလေးနဲ့လမ်းခွဲလိုက်ပြီလည်းဖြစ်ပါတယ်ဂျွန်နိုင်အောင်ကတော့ချစ်သူကိုပလစ်ပြီးရိုးရိုးသားတငယ်ချင်းစိတ်မဆိုးအောင်မနှဲပြန်ချော့ထားတဲ့အထိကိုတငယ်ချင်းကိုမစိုးလွတ်နိုင်အောင်ဖြစ်နေရလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲချန်ထားလိုက်ပြစေအခုလိုစိတ်ဝင်စားစားအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးဒီကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစေရှင်